အားလုံးပဲမင်္ဂလာပါဒီကဘာလေးနဲ့ဆိုင်ကြိုးပါတယ်ဒီကနေ့မှာတော့ how to hold volume bow ဆိုတဲ့သင်ခန်းစာလေးကိုဆက်လက်ပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်ဟိုဒီဘက်ကတော့ how to hold volume bow ခဲတယ်နဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒီဘက်မှာတော့ how to hold volume bow ဆိုတဲ့ကောင်းစင်အောက်မှာဒီက bow နဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာမှာပြောထားခဲ့သလိုပဲ like ကိုဟိုဘက်ဒီဘက်ဆက်ထားရမယ်ဒီမှာ bow ရှိတယ်နော်ဒီဘက်ညာဘက်နဲ့လာမယ်အလဲစစ်ကလေးကနေကွေးလိုက်မယ်လက်မကိုလက်ခလဲနဲ့ဒီလိုထိထားမယ်ပြီးလို့ရှိရင်ဒီအကြားလေးထဲမှာလက်မောက်ထည့်ထားမယ်လက်ညိုးလေးကဒီ leather အမဲလေးပေါ်မှာရှိနေရမယ်လက်ခလေးဒီမှာလက်တကြွကိုဒီ eyes လို့ခေါ်တဲ့နေရာလေးမှာရှိရမယ်လက်တန်းလေးကိုကျတော့ဒီ bow stick လေးပေါ်မှာတင်လိုက်ရပါမယ်ဒါကတော့ဘိုးကန်နဲ့လက်ကဟိုတစ်ခါပြောရသလိုပဲဒီလိုလေးကွေးလိုက်မယ်โอเคဆိုတော့ဒီဘက်လက်ကလည်းကူညီပေးနေရမယ်တင်ထားမယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးတစ်ခါလေးကြောက်ရှင်လက်ကမတန်တဲ့ခါကြောက်ရှင်ဘိုးကလွတ်လိုက်တဲ့ခါကျရင်မတင်နိုင်တာတော့ပြုတ်ချတော့ဖြစ်နိုင်တယ်ဒီလိုလေးကိုယ့်ရဲ့လက်ချောင်းလေး position အားလုံးမှန်ပြီဆိုတော့မှတယ်လဲတင်နိုင်ပြီဆိုတော့မှလွတ်လိုက်ပါပြီးရင်ဒီလိုဒေါင်းလိုက်နေရလိုက်ဒေါင်းလိုက်နေရလိုက်ဟိုတစ်ဘက်ကတင်ကန်းစာလေးလိုပဲလက်ချောင်းလေးနဲ့ဒီလိုလုပ်ကြည့်ပါโอเคကိုကဘယ်လိုပဲတောင်းလိုက်အလျားလိုက်တောင်းလိုက်အလျားလိုက်ရွှေ့နေလဲကိုယ့်လက်ချောင်းရက်ကိုတင်နိုင်နေရမယ်နော်ဘူးကင်တဲ့ခါမှာသင်္ကန်းစာမှာတင်တာဆိုရင်လက်ကိုဆန့်ထားမယ်ဘာလို့ဆန့်ထားဆိုဒီလက်တစ်ချောင်းရဲ့အစ်စ်ကဒီလိုမျိုးတန်းနေရမယ်ဒီလိုတန်းနေပဲဒီလိုကွေးနေတာမျိုးတွေပြီးတာရှိကြပါတယ်ဆိုတော့သတိထားဖို့နော်ဒီလိုတန်းနေရမယ်ဘူးကင်တဲ့ခါကျရင်ဒီလက်ကဒီလိုအနေထားမှာဖြစ်နေရမယ်ဒီလိုအနေထားမှာဖြစ်နေရမယ်နော်ဒီလိုမျိုးဖြစ်နေရမျိုးတွေဆိုရင်မှားပါတယ်ဒီလိုတန်းနေရမယ်ဘူးကင်တဲ့ခါကျရင်လိုဖြစ်နေတယ်တန်းနေရမယ်နော်ဒီဘက်ကတော့ how to hold volume bow နဲ့တင်ကြားပေးသွားပြပါတယ်တစ်ပတ်သင်ခန်းစာလေးတွေကတော့တကယ်တော့အရင်နေတယ်လို့ခံစားရမယ်ဒါပေမဲ့တစ်ပတ်ကိုနည်းနည်းလေးကိုပုံမှန်လေးတစ်ချင်းလိုက်လို့ရှိရင်ပုံမှန်သွားနေတဲ့အတိုင်းလေးသွားလိုက်မယ်ဆိုလို့ရှိရင်သင်ခန်းစာတစ်ခုပြီးသွားထိုင်ပို့ပြီးတော့လက်ချောင်းလေးတန်ပါလာမယ်ပို့ပြီးတော့အဆင်ပြေလာတာရှိလိမ့်မယ်အရင်မြန်နေတဲ့ခါကျလို့ရှိရင်တော့ဒီ basic က foundation မှာဒီစီမဖြစ်သွားလို့ရှိနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးပုံမှန်လေးတယောက်နည်းနည်းသွားလိုက်တာကခုတော့လည်းအကျိုးရှိတယ်ဖြည်းဖြည်းချင်း learning လုပ်တယ် foundation လည်းကောင်းကောင်းမွန်ရလိမ့်မယ်လို့ပြောနေပါတယ်ဒီနောက်တစ်ပတ်မှာတော့ဒီ violin ရဲ့ left hand ပေါ့နော်တရောပေါ်မှာ left hand practicing လုပ်တဲ့သင်ခန်းစာလေးကိုဆက်လက်ပြီးတင်ကြားပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်